တတွေးနဲ့ထွေးတယ်တဲ့အဲ့ဒီရှင်ပြည့်စေကဗုဒ္ဓသုပ္ပဗုဒ္ဓဟာအင်မတန်ချမ်းသာကြွယ်ဝတယ်တထေးသားတစ်ယောက်ဖြစ်တယ်ပစ္စည်းကလည်းပေါ်တယ်ရုပ်ရည်ကလည်းချောတယ်လူတွေကလည်းဝိုင်းဝိုင်းလဲနေတယ်မာနတွေကကြီးပြီပေါ့ကြီးเสียအကြောင်းကရှိနေတာကိုဘဝင်တွေကမြင့်ပြီပေါ့မြင့်เสียအကြောင်းကရှိနေတာကိုအဲ့ဒါဉာဏ်ပညာဝင်ရင်ဝင်ဉာဏ်ပညာမဝင်ရင်မာနတွေဝင်လာလိမ့်ပြည်စုံမှုတွေများလေလေသတိထားเสียနော်ဒီကိစ္စမှကြီးဉာဏ်ပညာတကားပိတ်ထားမယ်ဆိုလို့ရှိရင်မာနကရှေ့ကနေပြီးတော့ခံထားတဲ့သဘောတရားဟုတ်လားအေးအဲ့ဒါနဲ့သူကနေရာတကာမှာသူပဲဘူကြီးပေါ့အဲ့ဒီတတိသားကအဲ့ဒါနဲ့ဒီနေ့ကျတော့မြို့တဲကိုလှဲ့တော့တကရတိခိဆိုတဲ့ရှင်ပြည့်စေကဗုဒ္ဓအရှင်မြတ်ကြွလာပြည့်စေကဗုဒ္ဓဆိုတော့ကိလေသာကုန်ပြီစားဘယ်သူကိုမျက်နှာချိုသွေးတယ်ဆိုရှိပါမလားမရှိဘူးအဲ့တော့ तू ကအဲ့ဒါကိုစိတ်ထဲမှာမကျင်တတ်တဲ့သဘောဖြစ်ဟန်တူတယ်ဒါဥစဉ်စဉ်းစားကြည့်စမ်းလူကအဖာအထေးအဆက်ဆက်နဲ့အဝိစုပ်ကြီးဝစ်လို့ဦးမဲမဲကြီးပိုက်လို့သူများပေးမှစားရတဲ့လူကများခက်တီတီနဲ့သူကအဲ့လိုထင်တာအဲ့ဒါနဲ့ဘာပြောတုံဆိုတော့အနုနဲ့နာတူတော့တယ်ဆိုပြီးတော့တတွေးနဲ့ထွေးတယ်တဲ့အဲ့ဒီရှင်ပြည့်စေကဗုဒ္ဓတဘဝရာပိုင်ဆိုင်မှုကလေးဘာမှမတည်မြဲတဲ့ပိုင်ဆိုင်မှုလေးကိုအကြောင်းပြုပြီးတော့ရစ်မှုမှုကနေခိုင်းလိုက်တာယုံမာမှုတွေကိုရောက်မသွားဘူးလားအဲ့ဒီယုံမာမှုကနေပြီးတော့ဆင်းရဲဒုက္ခတွေအများကြီးကိုဖန်တီးတော့မယ်နော်အဲ့ဒါကိုပြောတာကိုယ်ဒီပင်လည်းကိုယ့်ရဲ့ရန်သူဖြစ်၍ဆိုတာနော်ကိုယ်ဘိုက်ကိုထိုးမဲ့ဓာတ်ကိုထက်အောင်သွေးနေတာဟုတ်လားအေးအဲ့ဒီဘဝကအဲ့ဒါလိုလွန်ကျူးခဲ့ဒါကြောင့်ပြည်စုံမှုတွေကလည်းကြောက်ဖို့ကောင်းတာပဲဟုတ်လားအေးအဲ့ဒီဘဝကသေတော့ငရဲကိုသူရောက်ရရှင်ပြည့်စေကဗုဒ္ဓကိုပြစ်မှားလို့အဲ့ဒါဘဝပေါင်းများစွာအဲ့ဒါလိုအနုအရွယ်ဘဝနဲ့သူဖုံးစားဘဝနဲ့အဲ့ဒါလိုမျိုးတန်တရားကြီးထဲမှာစင်စင်ရဲရဲကျင်လည်ခဲ့ရ